မေမေကကျွန်တော်ကိုချိတ်ဆက်ပေါ်တင်ပေးလိုက်ပါတယ်သူမကခလုတ်ကိုနှိပ်လိုက်တယ်ကျွန်တော်မေမေနဲ့တဖြည်းဖြည်းဝေးကွာတော့ပါတော့တယ်ကျွန်တော်ယောဂကြောင့်မေမေကစွန့်ပစ်ချင်တာလို့ထင်ခဲ့မိတယ်ဒါကြောင့်ထွက်ပြေးဖို့အခွင့်အရေးကိုလက်လွတ်လိုက်ပါတယ်မေမေကိုဆက်ပြီးဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်တော့ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့သူမဆက်ကိုရက်လိုက်ပါတယ်သူမဝမ်းနဲ့ပက်လက်ငိုကြွေးနေရှာတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ဘဲကနေအားရင်တွေရလာမှန်းမသိပါဘူးလက်ရန်ကိုကင်ပြီးမတက်ရက်လိုက်တယ်နောက်ဆုံးတော့ကျွန်တော်လမ်းလျှောက်တက်သွားပြီလေကျွန်တော်သူမစီလျှောက်သွားပြီးလက်ကိုစုပ်ကင်လိုက်ပါတယ်သူမကကျွန်တော်ကိုဖက်ပြီးပို့လို့တောင်ငိုပါတော့တယ်မေမေကကျွန်တော်ကိုဘယ်တော့မှလက်လျှော့ဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူးကျွန်တော်ကလည်းအရှုံးပေးလို့မဖြစ်ပါဘူးလူဆိုးတွေကကျွန်တော်ကိုအနိုင်ကျင့်တဲ့အချိန်မှာကျွန်တော်အရန်ကြောက်ခဲ့ပါတယ်ဒါပေမဲ့မေမေကိုမြင်လိုက်တာနဲ့ကျွန်တော်ပတ်စံကိုချက်ချင်းပြန်လူပြီးစပြေးပါတော့တယ်ဒါဟာကျွန်တော်ပထမဆုံးအချိန်ပြည့်တက်သွားတာပါပဲမေမေအံ့ဩမြင်တက်သွားတယ်သူမချက်ချင်းပဲကျွန်တော်ကိုအားပေးပါတော့တယ်နောက်လက်ကြည့်လိုက်တော့လူဆိုးတွေကြံရစ်ခဲ့တာကိုတွေ့လိုက်ရပါတယ်နောက်ဆုံးတော့ကျွန်တော်မေမေနားကိုပြေးသွားနိုင်ခဲ့ပြီးအန်နီရဲကလွတ်မြောက်သွားခဲ့ပါတယ်မေမေကကျွန်တော်ကိုကြည့်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူမကျွန်တော်ကိုပြေးခုံပြစ်အတင်းစီခေါ်သွားခဲ့ပါတယ်အစတုန်းကတော့ကျွန်တော်ပြေးတာအရန်နေပါတယ်အတင်းထဲမှာ train လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်သူကအမြန်ဆုံးပြေးနိုင်သူပါထူးဆန်းတာကသူ့ခေါင်းပေါ်မှာ plastic အိတ်အမြဲဆွတ်ထားတာပါပဲဒါနဲ့ကျွန်တော်လည်းသူ့ကိုတူပြီးခေါင်းပေါ် plastic အိတ်ဆွတ်လိုက်ပါတယ်ဒါကြောင့်ကျွန်တော်အသက်ရှူကျသွားခဲ့တယ်မေမေကအိတ်ကိုအမြန်ဆွတ်ခဲ့လိုက်ပါတယ်တယောက်ကျွန်တော်ကိုအနိုင်ကျင့်တယ်လို့သူမထင်သွားတာပါကျွန်တော်ပုံမြင်ပြေးချင်လို့ပါဆိုပြီးမျက်ရည်တွေဓာတ်ကနေပဲသူမကိုပြောပြနိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူမကျွန်တော်နဲ့အတူစတင်ပြေးပါတော့တယ်မိုးမလင်းခင်ကတည်းကကျွန်တော်တို့ပြေးကြတယ်သူမကအမဲသားတွေအကုန်လုံးကိုကျွန်တော်ကိုကြွေးပြီးညီလေးကတော့ပေါင်မုတ်ပဲစားရပါတယ်ကျွန်တော်ဘာမှမပြောခဲ့ပါဘူးကျွန်တော်ပြေးုံပဲပြေးနေခဲ့တယ်ကျွန်တော် train ထက်တောင်ပုံမြန်ပြေးနိုင်လာခဲ့ပါတယ်မကြခင်မှာပဲနောက်ဆုံးစမ်းသပ်ပွဲရောက်လာပါတယ် train ကကျွန်တော်ကိုစူးစူးရဲရဲကြည့်နေခဲ့တယ်သူကျွန်တော်နောက်ကနေထက်ချက်မကွာလိုက်လာခဲ့တယ်သူကကျွန်တော်ကိုတွန်းအားပေးနေခဲ့တာပါနီးပြကအချိန်မက်နာရီကိုနှိပ်လိုက်တော့ကျွန်တော်စံချိန်ချိုးနိုင်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ဟောင်ကောင်ကိုစားပြုအနေနဲ့ပြိုင်ပွဲဝင်ခွင့်ရခဲ့ပါတယ်ကျွန်တော်ပြိုင်ဘက်တွေအားလုံးကိုကြော်ဖြတ်ပြီးပန်းဝင်နိုင်ခဲ့ပါတယ်ကျွန်တော်အိမ်ပြန်ရောက်တော့ရွှေတစိမ့်စုကိုမေမေလေပင်းမှာဆွဲပေးလိုက်ပါတယ်ဒါတွေအားလုံးကမေမေကျေးဇူးကြောင့်ဆိုတာကျွန်တော်သိပါတယ်သူမကရွှေတစိမ့်ကိုကင်ပြီးပျော်လွန်းလို့ငိုပါတော့တယ်ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်ကျွန်တော်နောက်ထပ်ရွှေတစိမ့်တွေအများကြီးရခဲ့ပါတယ်ကွင်းထဲရောက်တိုင်းမေမေကပွဲကြည့်စင်ပေါ်ကနေကျွန်တော်ကိုအားပေးနေတော့မှပဲသူမစီကနေကျွန်တော်ခွန်အားတွေရရှိနိုင်ခဲ့ပါတယ်